အလူလဲတဲ့အချိန်မှာကျုံတွေ့ခဲ့ရတဲ့ရွှေတကုံဖျားရဲ့တကူကြီးမဘုံကိုပြောပြရင်းနဲ့အလူရှင်တွေပြောရတဲ့အကြောင်းရင်းလေးကိုလည်းပြောပြပေးမယ်။ကြပြီလည်းကောင်းပါလေ။ကျင်းနေပါရဲ့။မိသားစု၄ယောက်ထဲမှာတာမီ2ယောက်ပဲကျန်ခဲ့တော့တယ်ဒီမမနဲ့အလူရှင်ဖွားကြီးတို့ဟာဆိုလို့ရှိရင်ကွယ်လွန်သူအဖေနဲ့အကိုကိုရည်စူးပြီးတော့တိတ်ခါထက်ရဟန်းကန်ရှင်ပြုအလူပြုလုပ်ကြတာပဲဖြစ်တယ်လို့မိမိကသိရပါတယ်ရှင်မိုးဦးကြလေးဦးကြမိုးရိပ်ကြီးတအုံနဲ့မို့လို့အလူရှင်မမကပွဲထိုးပြီးတော့မိုးတားပါတယ်တဲ့ရှင်ဒါပေမဲ့ပွဲထဲမှာဖျောင်းနိုင်ပြီးထွန်းရတယ်ဆိုတဲ့အချက်ကိုမသိဘဲနဲ့သူကမီးမထွန်းထားခဲ့မိပါဘူးတဲ့ရှင်ဒီလိုနဲ့မိမိတို့မိတ်ကလေးပြီးခံနီးပေါ့နော်နေ့လယ်2နာရီလောက်မှာမိုးတွေကစပြီးတော့တတုတ်ပြီးတတုတ်ရွာပါတော့တယ်အိမ်ကစားထုတ်တဲ့အချိန်မှာမိုးပွဲလေးပဲကြားနေပေမဲ့ရွှေတကုံဖျားဝင်းနဲ့ရောက်သွားတဲ့အချိန်မှာတော့မိုးတွေတဲကြီးမဲကြီးရွာနေပါတယ်ရှင်နောက်ဆက်ဆောင်တဲ့ရောက်တာနဲ့တန်းစီပြီးတက်သွားပြီးအပေါ်ရောက်ရင်မိုးတိတ်ခဏဆောင်ရင်လည်းနားကြမယ်လို့ရည်ရွယ်ထားပေမဲ့ရင်မြင်ရောက်တာနဲ့မိုးတွေကဝုန်းဝန်းနဲ့ဆိုပြီးတော့ရက်သွားတဲ့အချိန်မှာအလူရှင်မိသားစုရောအလူလေးတဲ့သူတွေအားလုံးပါအံ့ဩဝမ်းသာဖြစ်ခဲ့ကြရပါတယ်ဒါဟာဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်ကြတဲ့အလူရှင်မိသားစုနဲ့မိမိတို့ရဲ့အတွေ့အရဆိုလို့ရှိရင်ရွှေတကုံဖျားရဲ့တကူကြီးမားမှုနဲ့အတူအလူရှင်မိသားစုရဲ့စေတနာတရားထက်သန်မှုတို့ကြောင့်အခုလိုအေးချမ်းလေးနဲ့အလူလဲရတယ်ဆိုပြီးတော့တွေးပြီးတော့ဝမ်းသာပီတိဖြစ်ခဲ့ကြရပါတယ်ရှင်